yi ha Chacha Dainda Apawi, Jeludo Chindi, Ke Akungo, Jeludo Amuta, Amuta B, Chin Amuta B, Chin Amuta B top, Chin B top, Look Bomala, Edilu two top board, the game Akungo Cap on Pipari, Jelo Uso Biotin, Daga, Jeludo did a bowling chance for no. The gay two chade couldn't pit there. The Queen Yigo don't chapel the chain and we are long to singing webo. Chain and we are long to the Lulare Federal Democracy to Tombo. Eddie Due, Consul Pinsi Jaya, all Sudo Sapa, the Alum County Pita Pide. Eddie Pinsi de come, Imran Matabo Taji Bulume, Alo upon Manga Bessia Lome. ငါပဲအတော်ဆုံးအတီးဆုံးဖြစ်တယ်ဆိုတဲ့ပုံစံမျိုးတော့လောက်ဖြစ်မှာမဟုတ်နော်လောက်ဖြစ်မှာမဟုတ်ဘူးကျွန်တော်တို့ကဒီမိုကရေစီရဲ့သဘောတဘာဝအရာကျွန်တော်တို့ချင်းညီကိုအများစုလက်ခံတဲ့မူပုံမှာငါလည်းပါနိုင်ရမယ်ကျွန်တော်လည်းပါနိုင်ရမယ်ဆိုတဲ့မူပုံမှာတွားရမယ်ဆိုတဲ့ဥစ္စာကိုအလေးနဲ့ပြောလို့တယ်နောက်ပြီးတော့အစိုးရဆိုဖွဲ့တော့ဖွဲ့မယ်ဒါပေမဲ့သူ့တက်တန်းရှိတယ် ကျွန်တော်တို့ကတော်လှန်ရေးကာလဆိုလို့ရှိရင်နှစ်တက်တန်းပဲလုပ်တယ်နှစ်တက်တန်းဆိုတာခဏလေးပါပဲအဲ့တော့နှစ်တော့ဦးစီးဦးဆောင်လုပ်မယ်ကျွန်တော်တို့အများပြည်သူကသဘောကျတယ်ဆိုလို့ဆိုတာနောက်နှစ်ဆက်ပါနောက်နှစ်လည်းဆက်ပါစသဖြင့်ပေါ့နည်းနည်းခက်ခဲရှိတယ်ဆိုလို့ရှိရင်ခဏနှစ်လုပ်ပြီးတဲ့နောက်ဆက်အပြောင်းလေးလုပ်ပါဦးပို့ပြီးတော့အရှင်ပြည်မယ်အဲ့တော့ နှစ်တက်တန်းကြပြောင်းလဲလောက်ရအောင်ဆိုတဲ့ဥစ္စာလည်းတကားပွင့်တော့မှာတကားဖွင့်ပေးမှာဖြစ်တယ်တကားဖွင့်ပေးမှာဖြစ်တယ်အရှင်ပြည်တယ်ဆိုလို့ဆက်ဖို့ပဲနည်းနည်းခက်ခဲရှိတယ်ဆိုလို့ရှိရင်တော့အပြောင်းလဲလုပ်ဖို့ပဲအဲ့လိုမျိုးပြောင်းလဲလုပ်တဲ့ခါဒီမိုကရေစီရဲ့သဘောတဘာဝနဲ့အညီပြောင်းလဲလုပ်လို့ရှိရင်တော့နိုင်ငံရေးရင်ကျဲတဲ့နိုင်ငံရေးပတ်ဝန်းကျင်တည်ဆောက်တတ်အကြံပရံမဟုတ်ပေနဲ့တကယ်ရင်ကျဲတဲ့ဒီမိုကရေစီနိုင်ငံဒီအနောက်နိုင်ငံဒီရဲ့ရင်ကျဲသောနိုင်ငံကြီးစနစ်ပေါ့ကွာအဲ့ဒီဥစ္စာကိုကျွန်တော်တို့လေကျင့်သုံးဖို့တန်ဖိုးထားတတ်ဖို့အရေးကြီးပြီးအဲ့ဒီဥစ္စာကိုဝိုင်းဝန်းပြင်ဆင်ကြရအောင်ဆိုတဲ့ဥစ္စာကိုအနည်းငယ်တိုက်တွန်းလိုတယ်နောက်ပြီးတော့တိုက်တွန်းလိုတာကဒီလိုမျိုးကျွန်တော်တို့တွေ့ရှိညီညွတ်မှုတည်ဆောက်တဲ့ခါမှာ အကောင်းဖက်ကိုဦးတည်ပြီးတော့ပြောဖို့အကောင်းဖက်ကိုဦးတည်ပြီးတော့ပြောဖို့လူဆိုတာဘယ်တော့မှပြီးဆုံးတဲ့လူမရှိဘူးကျွန်တော်တို့အားနည်းချက်ကအနည်းနဲ့များအားလုံးရှိကြတယ်အဲ့ဒီအနေနဲ့များအားလုံးအားနည်းချက်ရှိတဲ့ဥစ္စာကိုအားနည်းချက်ကိုပဲထောက်ပြီးတော့သူ့ရဲ့အားသာချက်ကိုတခုမှမပြောချင်ဘူးသူ့ရဲ့အားနည်းချက်ကြီးပဲတစ်ချိန်လုံးပြောတာမျိုးလဲလုံးဝမဟုတ်သေးဘူးကိုလည်းသူနဲ့အတူတူပါပဲခင်ဗျားကြောက်လည်းဘာမှထူးမှာမဟုတ်ဘူးဆိုတဲ့အမြင်လေးသဘောထားနားလေသဘောပေါက်အဲကြောင့်ဒီလိုမျိုးအချိန်ခါမှာတစ်ဖက်ကိုအားနည်းချက်ရှာပြီးတော့ကိုကတော့လူကောင်းလူတော်လူမှန်ဖြစ်တယ်ဆိုတော့ကြုံရတာမျိုးကလေးကလားလုံးရက်နော်ကလေးကလားလုံးရက်ဒီလည်းမပြောကြဘူးဆိုကြဘူးအများမှအရေးကြီးတဲ့အကြောင်းကိုကျွန်တော်ဒီကနေ့အလေးနဲ့တိုက်တွန်းလိုတယ်အားလုံးကိုလည်းပဲမေတ္တာရက်ခံခြင်းပြည်သူလူထုအနေနဲ့လည်းcomment တွေရေးတဲ့ခါမှာ နည်းနည်းပြောတဲ့ဆိုတဲ့ခါမှာပဲအဲ့ဒီသဘောထားကြီးဖို့တကယ်အမျိုးသားလူမျိုးကြီးဝါဒလို့ပြောမလားသဘောထားကြီးတဲ့လူမျိုးဖြစ်တဲ့ဥစ္စာကိုအလေးနဲ့ထားတော့ comment လေးကြီးရေးတတ်ဖို့တကယ်ပဲတစ်ချိန်လုံးဟိုလိုကိုအပြစ်ရှာဒီလိုကိုအပြစ်ရှာပြီးတော့ comment ရေးတာလည်းဖက်မှတ်နဲ့မညီတော့ဘူးအခုက generation Z ရဲ့ခက်ဖြစ်နေတယ် လွန်ခဲ့တဲ့ခက်အမျိုးစုံကတော့ကျွန်တော်တို့ဖြတ်တန်းပြီးပြီကြောခိုင်းပြီးပြီအခုကတော့ generation ရဲ့ခက်ကာလဖြစ်တယ်အပေါင်းလက္ခဏာ positive အပေါင်းလက္ခဏာပဲဦးတည်တဲ့ comment လေးကြီးပါဆောင်းပါလေးကြီးပါဆိုတဲ့ဥစ္စာကိုလည်းပဲပြည်သူတရက်လုံးကိုကျွန်တော်မေတ္တာရက်ခံခြင်းပါတယ်နောက်ကျွန်တော်တို့ကပြောရဲဆိုတဲ့ခါမှာလည်းဆွေးနွေးတဲ့ခါမှာလည်းဟိုဖက်ဒီဖက်လိုက်နာရမယ်စီးလေးတွေရှိတယ်ဟိုဖက်ဒီဖက်တာဝန်ယူရမယ်အပိုင်းလေးတွေရှိတယ်အဲ့ဒီဥစ္စာလည်းလိုက်နာတတ်ဘူးအခုကျွန်တော်တို့
CNC ဖွဲ့ရအောင်ဆိုတော့ဆူရှိတယ်နာမည်တစ်ခုအောက်မှာဆိုလို့ဆူရှိတယ်ဆူရှိတဲ့ခါမှာမဇိုရမ်ကဖွဲ့ထားတဲ့ advocacy for peace ပေါ့နော်ငင်းချမ်းကြီးအကျိုးဆောင်ဖွဲ့လို့ပဲဘာလို့ပြောမလားငင်းချမ်းကြီးအကျိုးဆောင်ဖွဲ့ပေါ့နော် democracy advocacy for peace အဲ့ဒါကိုကျွန်တော်တို့က advocacy ဆိုတော့အလွယ်ပြောတယ်သူတို့ရဲ့တကယ်ဖွဲ့နာမည်ကအဲ့ဒါပါငင်းချမ်းကြီးအကျိုးဆောင်ဖွဲ့ပဲသူတို့ကကျွန်တော်တို့နှစ်ဖက်စလုံးကိုတိုက်တွန်းတာရှိတယ်ဘယ်လိုပဲဖြစ်ဖြစ်မီဒီယာမှာတတိထားပြီးတော့မီဒီယာကိုတုံးတက်ပါမလိုလားအပ်တဲ့မီဒီယာမှာခဏစာထုတ်တာမျိုးခဏပြန်လှန်တိုက်ခိုက်တဲ့ပြောဆိုတာမျိုးရပ်ပါဒါဒီလုံးဝမပြောကြပါနဲ့မကြီးကြပါနဲ့ဆိုတော့အလေးနဲ့တိုက်တွန်းထားတာဖြစ်အဲ့ဒီဥစ္စာကိုလည်းမမေ့ဘူးပေါ့နော်မမေ့ဘူးမရမ်းမှအကြီးတယ်ကျွန်တော်တို့ကသူတို့ရဲ့တိုက်တွန်းတဲ့စီးလေးဒီပေါင်လေးဒီကိုမကြော်မိဘူးမနှင်းမိဘူးအဲ့ဒါမှအင်မရမ်းမှကြီးတယ်ဒါကြီးကိုအလေးမထားဘူးဆိုလို့ရှိရင်ကျွန်တော်တို့အင်အားစုတစ်ခုဖြစ်ဖို့ကောင်စီတစ်ခုဖြစ်ဖို့အစိုးရတစ်ခုရဲ့အောက်မှာထားဖို့ဆိုတော့ပိုင်းတိုင်ရောက်မှာမဟုတ်ဘန်းတာမရောက်ဘဲနဲ့လမ်းခုလက်မှာကျွန်တော်တို့ကချော်လေးပြီးတော့ခရီးမရောက်ဖြစ်သွားနိုင်တယ်အဲ့ဒီဥစ္စာကိုလည်းကျွန်တော်တို့တာဝန်ရှိတဲ့ကောင်းဆောင်တရားလုံးရောကျွန်တော်တို့ကိုထောက်ခံအားပေးတဲ့ဒေတာဆုံးကနေပြည်သူလူထုကရောသဘောပေါက်နားလည်ဖို့ကျွန်တော်အလေးနဲ့တိုက်တွန်းလိုပါတယ်လို့ကျွန်တော်ပြောချင်တယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကစီကြီးဖက်ကိုလည်းပဲကျွန်တော်တို့ဒီလိုနဲ့နိုင်ငံရေးအရာဆူဆီးလာပြီဆိုတဲ့ခါကျတော့ ground မှာစီကြီးရဲ့အရာနည်းနည်းတင်းမာမှုလေးတွေနည်းနည်းအပြအလှတန်တရားရှိမှုလေးတွေရှိတယ်အဲ့ဒါတွေကိုလည်းသက်ဆိုင်ရာတပ်မှုတွေကတင်ကြပြီးသားဖြစ်မယ်သက်ဆိုင်ရာတပ်မှုအားလုံးကိုအလေးနဲ့မေတ္တာရပ်ခံခြင်းနဲ့နိုင်ငံရေးရတယ်လို့ဆူဆီးလာတဲ့ခါကျတော့အများကြီးသဘောထားပြောင်းလဲလာပါစီကြီးရအရင်အထင်လွှဲခဲ့တဲ့အတိုင်းအရင်တန်တရားရှိခဲ့တဲ့အတိုင်းသဘောမထားမိဘူးဒီမှာကောင်းဆောင်ပိုင်းကြီးကလည်းဆူဆီးဖို့စဉ်းစားလာပြီးဥတီလာပြီးမြေပြင်မှာတာဝန်ကျနေတဲ့ကျွန်တော်တို့တမှုတွေအနေနဲ့လည်းကျွန်တော်တို့ချင်းအကြားမလိုလားအပ်တဲ့ပတ်တိုင်မှုမလိုလားအပ်တဲ့ရိုင်ဆောင်တဲ့လောက်ရက်ဒီရံမိုးတဲ့လောက်ရက်ဒီမလုံးပြီးဘူးအလေးနဲ့သဘောထားနာလေးပြီးတော့ဆောင်ကျင်ကြဖို့လေကျွန်တော်အားလုံးကိုမေတ္တာရပ်ခံချင်ပါတယ်လို့